Hello အားလုံးပဲမင်္ဂလာပါဒီကွန်မန့်လေးတွေ့ကြလားဒီကွန်မန့်လေးကတော့ဒလီကွန်တို့ကမကအရန်ကိုသဘောကျရပါတယ်ရှင်ဆိုပြီးတော့ဗောနော် review လေးပြန်ပြီးတော့ရေးပြထားရပဲဖြစ်ပါတယ်ရှင်အဲကြောင့်ပြောပါတယ် PNW နဲ့ဆိုလို့ရှိရင် customer တွေစိတ်ချမ်းသာရမယ်သဘောကျရမယ်ပစ္စည်းတွေဆိုလို့ရှိရင်လည်း quality ကောင်းတဲ့ပစ္စည်းတွေပဲသုံးပေးတာမို့လို့ကဲဗီဒီယိုတွေအပ်မယ်အဖျားเจ้าဆောင်တွေအပ်မယ်ဆိုလို့ရှိရင် PNW ကိုသာဆက်သွယ်လိုက်တော့နော် PNW ကိုအလုပ်အပ်တဲ့ customer တွေကဘာပြန်ရမှာလဲ customer တွေကဘာပြန်ရမှာလဲဆိုတော့စိတ်ချမ်းသာရမယ်ပြီးရင်ပေးရတဲ့ဈေးနှုန်းနဲ့တန်တဲ့ quality လက်ရပိုင်းတွေကိုပြန်ရမှာပဲဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ PNW ကိုဘာဖန်နီချာလေးလုံးမယ်ဆိုရှင်တတိယပြီးတော့ဆက်သွယ်လိုက်ဖို့ပြောချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးပါသိချင်တာလေးရှိရင်လည်းကွန်မန့်မှာမှတ်တော့ပြီးခဲ့အောင်နော်ဒီမန်နင်ကုံလေးရဲ့ထူးခြားချက်ကတော့သူကတကားလေးဖွင့်လိုက်လို့ရှိရင်ရှုခင်းလေးတွေမြင်ရမှာပဲဖြစ်ပါတယ်ရှုခင်းလေးတွေကိုကြည့်ရင်လည်းအလှလည်းပြင်းပေါ့